မင်္ဂလာပါကျမတို့တရားစီပါကျမရဲ့ဒီ channel လေးမှာအရင်ကတော့စောက်တွေဖတ်ပြခဲ့တယ်အခုနောက်ပိုင်းမှာတော့ကျမအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုသင်ပြီးတော့မှာပါဒါကြောင့်မို့လို့အင်္ဂလိပ်စာပြတဲ့တဲ့သူအားလုံးကျမရဲ့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်ဒီဗီဒီယိုမှာတော့အင်္ဂလိပ်စကားပြောတဲ့အခါပို့ပြီးတော့ conference ရှင်းစီမယ် English pattern အကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်အမြဲတမ်း I think လို့ပဲသုံးနေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ English level ကအသက်အဆန်းမရှိသလိုဖြစ်နေတတ်ပါတယ်ဒါကြောင့် pattern လေး၃ခုပြပြပြီးတော့မယ်နံပါတ်1 I believe ကျွန်တော်ယုံကြည်တာကဥပမာ I believe English is a life skill I believe English is a life skill in my opinion ငါရဲ့အမြင်အရဆိုလို့ရှိရင်ဥပမာ in my opinion practice more important than talent in my point of view ငါရဲ့အမြင်အရဥပမာ in my point of view confidence is key ကိုယ်စကားကနေပြီးအင်္ဂလိပ်စကားကိုပြောမထွက်ဘူးဒါမဲ့လို့ကိုကယုံကြည်မှုရှိရှိပြောနိုင်ခြင်းနဲ့ဆိုလို့ရှိရင်လူနည်းနည်းနဲ့ထိထိရောက်သင်ပေးမဲ့ class တစ်ခုကိုကျွန်တော်လာမှာဖွင့်ထားပါတယ်။တယောက်ချင်တယ်ဆိုလို့ရှိရင်အခုပဲ CV မှာ speaking လို့လာပို့လိုက်